မင်္ဂလာပွဲအတွက် wedding planner တယောက်ဘာကြောင့်လိုအပ်တာလဲမင်္ဂလာမောင်နှံတော်တော်များများမေးလို့ရှိတဲ့မိကွန်းလေးပါတကယ်တော့ wedding planner တယောက်ကိုငှားရတာဟာငွေကုန်ကြေးကျပုံများရဲဆိုတာထက်ပိုပြီးလက်တွေ့ကြတဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ် wedding planner ငှားတဲ့အကြောင်းရင်းများနံပါတ်1 stress မရှိပဲပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပိုင်ဆိုင်နိုင်မှုမင်္ဂလာပွဲစီစဉ်နေဆိုတာတန်းအလားစင်တာထက်အများကြီးပိုပါတယ်အချိန်စရာဆွဲတာစာချုပ်ချုပ်တာငွေပေးချေတာပစ္စည်းတွေကိုပို့ဆောင်ရင်းနဲ့မိသားစုတွေရဲ့မျှော်လင့်ချက်တွေဒါတွေအားလုံးကို planner တာဝန်ယူပေးမှဖြစ်လို့တင်တို့ကတော့စိတ်အေးလက်အေးနဲ့မင်္ဂလာပွဲအချိန်ကာလကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရုံပါပဲနံပါတ်2အတွေ့အကြုံရှိသူဖြစ်လို့အပိုကုန်ကြစရိတ်တွေကိုလျှော့ချနိုင်ခြင်းဒါကလူအများစုအံ့ဩသွားတဲ့အချက်ပါ planner ကောင်းတစ်ယောက်ဟာဈေးနှုန်းအမှန်ကိုသိတယ်မလိုအပ်တဲ့အပိုကုန်ကြစရိတ်တွေကိုလျှော့ချပေးတယ်ပြီးတော့ vendor တွေနဲ့ဈေးနှုန်းညှိနှိုင်းပေးနိုင်တဲ့အတွက် budget ကိုလည်းအထူးရောက်ဆုံးသုံးစွဲနိုင်ပါတယ်နံပါတ်3ယုံကြည်စိတ်ချရတဲ့ vendor ချိတ်ဆက်မှုများ Google မှာရှာရတာဒါမှမဟုတ်တငယ်ချင်းတွေညွှန်တာထက် planner ရဲ့လက်တွဲပေါ်ကြီးဖြစ်တဲ့ wedding အတွက်နေရာထိုင်ခင်အပြင်အစင်ဓာတ်ပုံဆရာနဲ့ makeup ပညာရှင်တွေကပို့ပြီးတော့စိတ်ချရပါတယ် last minute မှာပြက်ကွက်တာမျိုးမရှိအောင် planner အာမခံပေးနိုင်ပါတယ်နံပါတ်4မင်္ဂလာနေ့မှာအချိန်စရာအတိုင်းအဆင်ပြေအချောမွေဆုံးဖြစ်စေခြင်းမင်္ဂလာပွဲနေ့မှာအစီအစဉ်တွေအဆင်ပြေအောင် manage လုပ်နိုင်ဖို့ vendor တွေကိုညွှန်ကြားဖို့နဲ့ဖြစ်လာသမျှအခက်အခဲတွေကိုအေးအေးဆေးဆေးဖြေရှင်းဖို့လူတစ်ယောက်ကလိုပါတယ် planner သာမရှိရင်ဒီတာဝန်တွေကသူတို့သမီးဒါမှမဟုတ်မိသားစုဝင်တွေစီကိုရောက်သွားတတ်ပါတယ်နံပါတ်5ကိုဖြစ်စင်တဲ့ပုံရိပ်ကိုလက်တွေ့အကောင့်ထဲပို့ပေးခြင်းရိုးရိုးချင်းချင်းနဲ့ romantic center လေးလိုချင်တယ်ဆိုတဲ့စိတ်ကူးတွေကိုပုံဖော်ရခက်နေတတ်ပါတယ်အဲ့ဒီစိတ်ကူးကို planner ကသာလှပပြီးအမှန်တကယ်စနစ်ကျတဲ့ပွဲတစ်ခုဖြစ်အောင်ဖန်တီးပေးနိုင်တာပါနံပါတ်6 plan B အမြဲရှိနေခြင်းမိုးရွာတာပစ္စည်းနောက်ကျတာမီးပြတ်တာမင်္ဂလာပွဲမှာမထင်မှတ်တာတွေဖြစ်လာတတ်ပါတယ်ဒါပေမဲ့ planner မှာတော့ဒါတွေအတွက် plan B ဒါမှမဟုတ် plan C ဆိုတာအမြဲအသင့်ရှိနေပါတယ်နံပါတ်9မိသားစုဝင်တွေစိတ်အေးလက်အေးနဲ့နာနာနေနေရှိနိုင်ခြင်းမိသားစုဝင်တွေကဟိုပြေးဒီပြေးနဲ့အလုံးရှုပ်နေမယ့်အစားမင်္ဂလာပွဲရဲ့ပျော်ရွှင်စရာအခိုက်အတန့်တွေကိုအပြည့်အဝခံစားနိုင်စေပါတယ်အဲဒီလို service တွေကိုလိုချင်နေဆိုရင်တော့ Serenity Wedding Organizer ကမင်္ဂလာမောင်နှံတွေအတွက်အဆင်သင့်ရှိနေပါပြီနော်